လုပ်သားပြည်သူများရဲ့စုငွေတွေနဲ့လွတ်ပါပြီခင်ဗျာမြန်မာပြည်ကြီးအေးချမ်းစေဖို့ကျွန်တော်တို့ရေတခွန်များနဲ့စပြီးတော့လွတ်တင်ပါပြီရေတခွန်များနဲ့စလွတ်တင်ပါပါခင်ဗျာရွှေတိမ်မီတောင်ကြီးမြို့22ရပ်ကွက်ကိုစားပြုစုပေါင်းပြီးဖြစ်ပါတယ်မိဆရာကိုလာမျိုးဆောဖြစ်ပါတယ်မိဆိုင်လေးတွေကြပြီးတော့ထွက်ပါပြီပလဲပေါက်တွေထွက်ပြီးပလဲတွေကြပြီကျွန်တော်ပလဲပေါင်းလေးတွေကြပါပြီကဲမိုးကုတ်ကကြောက်နေတယ်လာပြီဟောပလဲပေါက်တွေကဲသဒနာမိုးရွှေမိုးငွေမိုးပရမညာမိုးအားလုံးကိုကြက်ချနေပြီကဲမိုင်းရှူကြောက်တယ်မိုင်းရှူကလည်းအညိုရောင်တွေပါတယ်နောက်ပြီးတော့မိုးကုတ်ကကြောက်တယ်လည်းပါတယ်ဟောဖားကန့်ကကြောက်စိမ့်လည်းပါတယ်ဖားကန့်ဟောလာပြီပလဲလေးတွေအဲ့ပလဲကတော့ကျွန်တော်တို့မြိတ်ကျိုးစုကနေတေချာမှာထားရတယ်ဗျအဲ့ဒါဟုတ်ပြီကတ်တယ်ဟုတ်ပြီဗျကောင်းလိုက်တဲ့မီး22ရပ်ကွက်မီးကျွန်တော်တို့လာပါတယ်ဗျာလာပါတယ်အဝါရောင်လေးနဲ့ပါတယ်ခင်ဗျဟောလာပါတယ်ခင်ဗျအစိမ့်လေးတွေခင်ဗျအစိမ့်လေးတွေကျွန်တော်မီးရှူမီးပန်းလေးတွေကလည်းညီးပါတယ်ခင်ဗျအထွက်ညီးပါတယ်ခင်ဗျကောင်းပါတယ်ခင်ဗျ